ဒီနေ့ပြောချင်တာလေးကတော့ကျွန်တော်တင်တန်းကြောင်းလေးနည်းနည်းပြောချင်ပါတယ်ဗျကျွန်တော်အရင်ဆုံးပြောချင်တာလေးကကျွန်တော်တင်တန်းမှာကြောက်လာတက်တဲ့လူတွေအတွက်ကျွန်တော်တစ်လလည်းမဟုတ်နှစ်လလည်းမဟုတ်သုံးလေးလမဟုတ်เนาะကျွန်တော်တက်တက်ထိတင် जा ပေးမှာပါဗျဒီပညာရက်ကဒီတစ်လနှစ်လတက်ရုံနဲ့လည်းမဖြစ်နိုင်သလိုကျွန်တော်9လ10လတက်တစ်နှစ်တက်လည်းမဖြစ်နိုင်ပါဘူးဒီပညာရက်ကိုကျွန်တော်တို့ဖြည်းဖြည်းချင်းသွားမယ်ဖြည်းဖြည်းချင်းသင်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရက်တွေလတွေနှစ်တွေယူထားပေးပါတယ်ဗျလွယ်လွယ်ကူနဲ့ရရင်တော့ခုချိန်တော့ဆိုတော့ကြောက်သမားတွေအများကြီးဖြစ်သွားမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဖြစ်ချင်တိုင်းလည်းနည်းနည်းဆန်းဆန်းသွားလို့မရဘူးစိတ်ရှိလက်ရှိနဲ့လုံရင်းကင်ရင်ပြူရင်းနဲ့ပဲကျွန်တော်တို့သွားလို့ရမယ်ဒီလုပ်ငန်းကတော့เนาะကျွန်တော်တို့လားတွေနှစ်တွေမကန့်ထားတဲ့အတွက်ကြောင့်ဒီလုပ်ငန်းကကျွန်တော်တို့စိတ်ရှည်ရမယ်ကျွန်တော်တို့ဇွဲလုံးလာရှိရမယ်ဝါသနာပါလို့လာခဲ့တဲ့သူတွေကြီးပါပဲဒါပေမဲ့ဝါသနာပါရုံနဲ့တော့မရသေးဘူးဗျကျွန်တော်တို့တခြားဘက်မှာကျွန်တော်တို့အားဆိုင်ရမယ့်နေရာတွေကျွန်တော်ကတော့ဒီရဲ့ကြောက်ဝယ်ပုံဝယ်နည်းတွေကျွန်တော်တို့ရောင်းပုံရောင်းနည်းဖြတ်ပုံဖြတ်နည်းကိုနီးစနစ်တော့ကျွန်တော်ကပြောပြလို့ရတယ်လိုက်လို့ဖို့တက်ဖို့ကတော့ကိုယ်တိုင်ကြိုးစားမှအဆင်ပြေပါလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်နမှုဥပမာလေးပြောချင်တယ်ဆိုတော့ကျွန်တော်ကဟိုင်းထိုးပြီးမှမာဆယ်တက်ဖို့ပဲကျွန်တော်ပြောပြလို့ရမယ်ဒိုင်ထိုးပြီးတော့မာဆယ်တက်လောင်ကတော့ကိုယ့်အကိုလုံးမှအဆင်ပြေပါလိမ့်မယ်အချို့မလာနိုင်မအားပဲနဲ့မလာနိုင်တဲ့လူတွေတော့မပြောလို့ပါဘူးအားရတာနဲ့လာနိုင်တဲ့လူတွေတို့ကတော့ကျွန်တော်ပြောချင်းဖြစ်ပါတယ်ဗျဒီလုပ်ငန်းမှာကနေ့စဉ်ရက်ဆက်ပုံမှန်လေး train ပေးမှသာလျှင်အဆင်ပြေပါလိမ့်မယ်ကျွန်တော်ကြောက်သွေးရဲ့နေရာမှာဘာလို့ကြောက်သွေးခိုင်းတာလဲကြောက်သွေးရဲ့နေရာမှာနော်ကြောက်သွေးခိုင်းတာနံပါတ်1ကျွန်တော်တို့ကြောက်စီကြောက်သားကိုကြည့်လို့ရမယ်ကျွန်တော်တို့မှတ်အပြောင်းလေးကိုကြည့်လို့ရမှာမို့လို့ကျွန်တော်ကြောက်သွေးခိုင်းခြင်းဖြစ်ပါတယ်ကြောက်ဖြတ်တာကတော့ကျွန်တော်တို့ကြောက်ဖြတ်ရောပုံစံတွေလိုက်ချက်ပုံစံတွေဝယ်တဲ့အတစ်စနေရာမှာပုံစံတွေကိုမြင်အောင်လို့ကြောက်ဖြတ်ခိုင်းခြင်းဖြစ်ပါတယ်ပွဲတိုက်တာကတော့ကျွန်တော်ပွဲတိုက်တာကိုပြောချင်တာပွဲတိုက်တာတော့ဈေးကွက်ပေါ့ဈေးကွက်လေးတီမှသူများလူလိမ်မခံမှကျွန်တော်ပွဲတိုက်တာပွဲတိုက်တာအောက်တက်ကြည့်တာပေါ့ဗျာနောက်ပြီးရင်ကျွန်တော်တို့ဝယ်မယ်သွေးမယ်ရောင်းမယ်ဖြတ်မယ်ဒီ၄ဆင့်မှာကျွန်တော်တို့၄ဆင့်လုံးပေါင်းမှကုန်မျိုးတယောက်ဖြစ်မှာပေါ့ဒါတော့ဖြစ်မှာဆိုတာကိုကြိုးစားတဲ့ပုံမှာမူတည်ပြီးမဲ့ကုန်တွေကဖြစ်သွားမှာဒါပေမဲ့ပညာရပ်တစ်ခုတော့လောလောကူနဲ့တော့မရနိုင်ပါဘူးနောက်တစ်ခုပြောချင်တာလေးကကျွန်တော်ရှိမှာအပွင့်ဝေခြင်းနေဆိုရင်လည်းကျွန်တော်အနည်းဆုံးကျွန်တော်ရှိမှာ2လနဲ့3လကြာတော့ကျွန်တော်တင်ပေးလို့ရတယ်အပွင့်ကောက်ချင်တဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအယောင်းဝယ်လေးလုပ်ချင်တယ်ပဲဖြစ်ဖြစ်ဒါကတော့အဓိကထားပြီးတော့ပြောပေးချင်တာပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့နယ်ပယ်လေးကကျင်းတဲ့အတွက်ကြောင့်ကျွန်တော်နယ်ပယ်ကျဲတဲ့နေရာလေးကိုလုပ်ပေးချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတနန်းဖြတ်ကနေပြီးမှကျွန်တော်တို့အပွင့်ဖြစ်သွားတဲ့ဒီပေါ့ဗျာအဲ့ထီကိုလုပ်ပေးခြင်းလို့နယ်ပယ်ကျဲကြီးဘက်ကိုသွားပေးခြင်းလို့ဒီတင်တန်းကိုကျွန်တော်၄စင်းနဲ့လုပ်ထားဖြစ်တယ်ဒါပေမဲ့ကိုကပဲဒီအချိန်နေဒီဟာတွေကိုမလေးလာခြင်းပဲနဲ့အနည်းဆုံးတော့အယောင်းဝယ်နဲ့ဝင်ငွေလေးဝင်ခြင်းနဲ့လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်အပွင့်ကောက်တဲ့နေရာမှာကျွန်တော်2လတိတိတော့အချိန်ပေးပြီးတော့အနီးကပ်ပြောပြပေးရင်တော့အဆင်ပြေလောက်မယ်ဒါကတော့စံသားရှိရလူပေါ့ကျွန်တော်တင်တန်းမှာအဓိကကတော့ပြောချင်တာလေးကတော့ကြောက်စီကြောက်သားလေးနိုင်မယ်အရေးခံအဝါခံလေးတွေကင်းမယ်ပထမတစ်ချက်ပေါ့ဗျာကြောက်ဝင်မယ်ဆိုရင်တော့ကြောက်တိကြောက်သားလေးကြည့်မယ်ဗျာနောက်ပြီးရင်အရေးခံဝါကန်လေးကင်းမယ်အနာအမြုပ်ဆန်တွေကိုကြည့်ပြီးရင်ကျွန်တော်တို့ဈေးရ3ချို့1ချို့ပေးရင်တော့ကြောက်ဝယ်လို့ရပြီပေါ့ဗျာဒါလေးကတော့ခြေခံသဘောတရားလေးပဲဘာမှတော့မဟုတ်သေးဘူးအနည်းဆုံးတော့အယောင်းဝယ်ပြီးလို့ရတယ်ဒါမှကိုမှကျွန်တော်တို့အပွင့်လိုင်းအတွက်ကိုတီးတန့်လှုပ်ရှင်နေဆိုရင်တော့တီးတန့်ပြောပြပေးပါမယ်ဗျာဒါကတော့ကျွန်တော်ရဲ့အတက်နိုင်ဆုံးကျွန်တော်ရဲ့စေတနာနဲ့အကြံပေးတာပါဆန္ဒရှိရလူတော့ဆန္ဒရှိကိုလုပ်လို့ရပါတယ်ကျွန်တော်တော့မတားပါဘူးကိုယ့်ကိုလုပ်ကြည့်ကြပါအဆင်ပြေလုပ်ကြည့်ပါဒါကတော့ကျွန်တော်ရဲ့စေတနာထဲမှာလုပ်ပေးနိုင်တာတွေရှိလို့အကုန်လုံးလုပ်ပေးလို့ရပါတယ်ဒါပေမဲ့အဓိကပြောချင်တာတော့ကျွန်တော်တို့ကုန်တယ်တယောက်ဖြစ်ချင်တယ်ဗျာတော့ပင်လေကြီးရဲ့ကိုမသွားချင်သမုတ်တရားကြီးကိုသွားချင်တော့အများကြီးတက်ထားမှအဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့ရဲ့နေရာမှာလည်းတက်ထားအဆင်ပြေမယ်ဖြတ်တဲ့နေရာမှာလည်းအဆင်ပြေလိမ့်မယ်အယောင်းဝယ်ပြုလုပ်တဲ့နေရာမှာလည်းအဆင်ပြေလိမ့်မယ်ဒါပြောပြပေးရနော်အယောင်းနဲ့အဝယ်ပြုလုပ်တဲ့နေရာမှာဒီ၄စင်တွေတက်ထားမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဒါပေမဲ့ဒီ၄စင်တက်ဖို့အတွက်ကိုကျွန်တော်တို့တစ်ကနေပြီးမှတရားထီသွားဖို့အတွက်ကိုအလဲကကိန်းကနန်းတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်လူတွေအကုန်လုံးကတစ်ကနေတရားထီမရောက်ခင်မှာ10လောက်မှတင်ရက်သွားခဲ့တဲ့လူတွေကြီးတို့ဝါသနာပါလို့အားလုံးကလာခဲ့တဲ့သူတွေကြီးပါပဲဒါပေမဲ့လက်တွေ့လှုပ်ကြည့်ရဲ့ချိန်မှာကိုစိတ်ပါရကိုတန်ရကိုသွားကြတဲ့လူကြီးပါပဲဒါပေမဲ့ကိုပညာရက်ဆိုတာကလူကူနဲ့တော့မရနိုင်ပါဘူးမရနိုင်ဘူးဆိုတော့ကျွန်တော်ပေးပါတယ်ဒါပေမဲ့
ကျွန်တော်ပြောတဲ့အနေအထားတစ်ခုကိုတော့လိုက်လုပ်ဖို့ကတလားနှစ်လားနဲ့မဖြစ်နိုင်ဘူးဗျအဲ့ဒါကြောင့်မို့ကျွန်တော်တင်တန်းကိုလည်းကျွန်တော်ပြောထားပါတယ်တလားနှစ်လားမဟုတ်ပါဘူးကျွန်တော်တစ်သက်လုံးအသက်တင်ပေးပါမယ်လို့ပြောထားပြီးရဲ့ဒါပေမဲ့လူတစ်ယောက်ကိုကန့်တက်ထားတာအနည်းဆုံး3နှစ်ထိလောက်ဆိုရင်တော့အဆင်ပြေနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ညတော့ဒီလောက်ပဲပြောပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအိုင်လောင်လေးကူးတက်ပြီးတော့ပင်လေကြီးဘလောက်ကျဲတဲ့အကြောင်းမပြောနဲ့မြင်မြင်မှတ်ထားငါတို့သမုတ်တရားတွေကိုလာကြည့်ယူတော်သွားအောင်